ညချမ်းတဲ့အဖေနဲ့သမီးကြားကညချမ်းနေတဲ့ဘွားလေးကိုဗျာနော်အောက်စဘူးနဲ့ဖိုးရှိလောက်လိုက်မှငိမ့်ခုံကြီးနဲ့အဲ့လိုပူလောင်နေရတဲ့အဖေနဲ့သမီးရဲ့ညှိခုံပွေကြီးဗီဒီယိုဖိုင်လေးတစ်ခုပါဒီဟာနဲ့တို့ကျွန်တော်တို့ဒူဘိုင်းဘီရင်ဆိုတာဘလို့ပုံကုံမျိုးလဲဆိုတာကိုကျွန်တော်တို့ဘုဒ္ဓအဖြစ်လဲနားထောင်ရမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ဘုဒ္ဓအဖြစ်ရောဟာတာအနေနဲ့ပါကျွန်တော်တို့ကြည့်အောင်ပြောပြရအောင်မယ်ဒူဘိုင်းနိုင်ငံဘီရဲ့လေလေးစားစရာကောင်းတဲ့စိတ်တက်လေးကိုပြောပြရအောင်တက်လားနော်ဟုတ်ဒူဘိုင်းကစစ်ဖြစ်တာဒါနဲ့စစ်ဖြစ်တယ်ဆိုတာထဲ तू ကအထိုက်ခတ်ခံရတာအမေရိကခြေဆိုင်စကန်ရှိလို့ तू ကအထိုက်ခတ်ခံရတာနော်ဒူဘိုင်းနိုင်ငံမဟုတ်ဘူး UAE နိုင်ငံဒူဘိုင်းမြို့တော့အဘူဒါဘီမြို့မှာအခုတိုက်ခတ်ခံရတာ5 star hotel နဲ့အခုလေဆိပ်မှာပေါ့နော်ဘုံထိမှန်တာအဲ့တော့လေဆိပ်ကပိတ်လိုက်တဲ့အချိန်မှာနိုင်ငံတကာပေါ့နော်ခီးသွားဧည့်သည်တွေပိတ်မိသွားတဲ့အချိန်မှာဒူဘိုင်းအခု UAE နိုင်ငံပေါ့ဘင်းရန်နေပြီးတော့အမိန့်စာထုတ်လိုက်တာနော်ခုမက်လာတရက်နေ့ရနေပြီးအမိန့်စာထုတ်တာဒီခီးသွားဧည့်သည်တွေကိုဟိုတယ်တွေမှာဟိုတယ်အတွင်းထဲမှာလုံခြုံစွာဆောက်ရှောက်ဖို့မိတ်ထုတ်လိုက်တာအဲ့သူတို့ရဲ့ကုန်ကြငွေကိုရှင်ဘင်းရရှင်းပေးမှာဝေါအဲ့ခီးသွားဧည့်သည်တွေကလုံခြုံစိတ်ချတာအဲ့ဟိုတယ်ထဲမှာနေရမှာပတ်စံပေးကြမလို့ရှင်ဘင်းရနေပြီးတော့အကုန်လုံးရှင်းမှာဘယ်လောက်မိုက်တော့ကာကွယ်ဆောက်ရှောက်ပေးရနော်ဝေါတနင်္ဂနွေလုံးရဲ့ဒီအလေပတ်ရောက်နေတဲ့ဧည့်သည်တွေကိုဗျာနော်ဒါဘရင်တပားတွေကနေပြီးတော့မှကုန်ကြစရိတ်အကုန်လုံးရှင်းပြမှာဆိုတော့ဗျာဝေါဒီကတော့ဖြစ်နိုင်ပါမလားနော်ဖြစ်နိုင်ပါမလားလို့နော်ဝေါတိုင်းတပါဟိုကိုနိုင်ငံကိုလားလေတဲ့ဧည့်သည်ကိုတောင်ကာကွယ်ဆောက်ရှောက်ပြီးသူတို့နိုင်ငံမှာနေထိုင်တဲ့ပြည်သူတွေကိုဘယ်လောက်တောင်ဆောက်ရှောက်ပေးမလဲရန်အားကြောက်ကောင်းတယ်မိုက်တယ်နော်အေးတကယ်ကြတော့အားရနိုင်ငံတွေမှာလေအခုစစ်ဖြစ်လို့တာဖြစ်တာတကယ်တမ်းအခုကူဝိတ်တို့ဘာရိန်းတို့ဒီအိုမန်တို့လေဆော်ဒီတို့ဒီဒူဘိုင်းတို့မှာလေနေတဲ့လေဒီအားရမှာနေတဲ့လူတွေကလေအရန်ကန်ကောင်းတယ်သူတို့ကလေဟိုဟာနတ်ပုံနန်းကိုရောက်နေတယ်လို့ပဲသူတို့ရဲ့ရှင်ဘင်းရင်ကလေသူတို့ရဲ့ပြည်သူပြည်သားတွေကိုအပြည့်အဝကိုကာကွယ်ပေးရမကြီးတို့မရနိုင်တဲ့ဘဝတွေမကြီးတို့ဘဝကြီးနဲ့အရန်ကိုကြွားချတယ်ခံစားမှုတွေကဒူဘိုင်းမှာတော့လူဖြစ်ရှင်လာပြီဟာတော်တော်မိုက်တယ်အေးတဲ့မိုက်ရတော့လေအဲ့ဟိုဒူဘိုင်းဘရင်ကိုလေအရန်ကိုလေးစားတာပဲအေးတဲ့ဒါပြီးတော့အဲ့ရပြည်သူပြည်သားတွေကိုလည်းလေအရန်အားကြတယ်မိုက်တယ်နော်အားကြတရားကြီးဒူဘိုင်းမှာလူဖြစ်ရှင်စရာကြီးဗျာနော်ဆိုတော့ဒီဒူဘိုင်းနိုင်ငံတနိုင်ငံလုံးမှာလာရောက်လေပတ်နေကြတဲ့ဒီအစ်တဲ့အကောင်လုံးရဲ့ဒါကုန်ကျစရိတ်ကိုဗျာနော်ဘရင်တပားတွေကနေရှိမယ်ဆိုတော့ဗျာနော်ဒါတကယ်လဲဒါအော်စရာကြီးပါနော်ဒါကိုရိုနာဆိုတော့စီနေရေပေါ့နော်ဆိုတော့ဒီလူတွေရဲ့တိတ်ခိုဈေးဟာဗျာတချို့ 5 star hotel တော့ 4 star တော့ဆိုတနေ့ကုန်ကျဈေးဆိုတာဒါနေတာမဟုတ်ဗျာနော်ဒူဘိုင်းနိုင်ငံဆိုတာတကယ်ကမ္ဘာဈေးကြီးဆုံးဆိုတဲ့တကယ်စင်ခံတဲ့နိုင်ငံကြီးပေါ့ဆိုတော့ဒီဟာလေးကိုအကောင်လုံးကိုသူတယောက်တည်းဖြည့်ရှင်းပေးမယ်ဆိုတော့ဗျာနော်ဝေါတကယ်လေးစားဖို့ကောင်းနော်ဝေါအရာကြီးတွေလင်းကြီးတွေလိုင်းမော်တက်ကြည့်ပါဘ ഹു တုဒရရောက်လို့အသေးမပေးနေပါကြည့်ကြပါဒါတော့ထောက်ပြန်နဲ့မင်းအောင်နဲ့မရင်လည်းနဲ့ပစ္စည်းတွေပေးလာတာပါနော်ဒီပစ္စည်းတွေပါနော်ချစ်သူများနဲ့မှာပြရရချောကလက်တို့ပန်းသီးတို့ရတယ်ကျမဒီပစ္စည်းတွေရခဲ့တာပါဒါသူတို့နှစ်ယောက်သုံးထားတာသူတို့နှစ်ယောက်သုံးထားတဲ့ဆေးတွေပါအသက်52နှစ်ကိုဒီဆေးတွေသုံးတာပါမြန်မာနိုင်ငံမှာတွေ့ရတာလေ44နှစ်အပြိုကြီးတဲ့အဲ့ဆေးတွေသုံးနေတာပါနော်အမပစ္စည်းတွေကိုလည်းကြည့်ပါစုံနေတာပဲချစ်သူများနေမှာချောကလက်တွေပန်းသီးတွေသူများတွေရတာတဲ့90ကျော်ဆိုတော့နော်လူမနိုင်တော့နိုင်ပါရပြီဘယ်လောက်ထိနေလာခဲ့လဲဆိုတဲကိုကန်းရဲ့ပစ္စည်းတွေနည်းနည်းနော်မဟုတ်ပါဘူးနော်ပစ္စည်းတွေဒီမှာသိမ်းလာတာလည်းအများကြီးပါအိမ်အောင်ပရိဘောဂတွေမှာစုံနေရောပဲနော်ချစ်သူများနေမှာကျွန်မသိမ်းလာတာပါနော်ဒီမရင်ငယ်နဲ့ဒီကောင်နဲ့ပစ္စည်းတွေပါနော်အဲ့တော့လိုင်းပေါ်မှာဂုံစားနေတဲ့မရင်ငယ်တွေမယားကြီးတွေလိုက်ခွဲပေးပြရတာပဲမရင်ငယ်ကမရင်ငယ်တွေလိုပဲအဆင်မနေရမှာလေအဲ့တော့အဲ့မရင်ငယ်တို့ဘတော့မှမကွာပေးနဲ့မရင်ငယ်တို့မန်းတိုက်တာတိုက်ခွင့်မပေးနဲ့ဒါတော့ကျွန်တော်တို့ဒါ2030လောက်မှာကျွန်တော်တို့မန်နေဂျာပေါ့မန်နေဂျာဖြစ်လာမဲ့ကျွန်တော်တို့ဟိုတခါကိုရီးယားနေပြနာမယ်ပိုက်ဆော့ခေါ်နော်ပိုက်ဆော့ခေါ်ဒါဒုတိယပိုက်ဆော့ခေါ်ဖြစ်လာမဲ့ဒါနေပြလောက်ပေါ့ဗျာနော်အားမလို့အားမရဖြစ်နေတာ
ကိုစကားဘသူကနားထုံမှန်းနားမထုံမှန်းမသိแต่นั้นเท่าไปสอบခေါ်ဖြစ်လာမဲ့ဒါမျိုးသမီးနင်တို့နေရနေပြအမျိုးသမီးဖြစ်လာမှာဒုတိယไปสอบခေါ်ပေါ့ကဲဒါအောက်စ်ဘူးကိုဘာတွေပြောလဲဆိုတာကြည့်အောင်ဗျာရှိတိုင်းဗျာရှင်းမြတာအဲ့ဒီဟိုဟာတို့စမ်းရင်မိုးကတော့ငါတို့ကကြိုက်တာရွှေမန်းတမောင်တချင်းတော့တော့မှကြီးဆိုတော့နော်အဲ့ဒါလေးဆိုလို့ကြိုက်တာအောင်လည်းပူကြတော့အောင်လည်းပူကြနားကိုမထားဟုတ်ပါပန်းလည်းမရအောင်လည်းပူလို့ရှင်တော်တွေကအော်ဆိုတဲ့ရင်ခွင်းတာကြားပြီးတော့တင်လောက်တယ်နော်တော့လည်းမဟုတ်ငါတို့ကအဲ့ဆဲရမို့ရှင်းချင်းနေပဲနော်အဲ့လိုတွေကတာမဲအောင်ဗလားကတယ်အဲ့ဒါတွေသချင်းဆိုရဲရွှေမန်းတယ်မောင်သချင်းဆိုရဲအော်ဆိုကနားတော့ထောင်ဖြစ်တယ်လားတော့ဖြစ်လိုက်ပါနော်ရွှေမန်းတယ်မောင်ဟိုအဲ့ဒါဆရာတင်းသချင်းနေဆိုရဲအောင်လည်းပူလည်းကောင်းပါလေဘွာအဲ့အောင်လည်းသချင်းအတန်လည်းမရဘူးဩဖတ်ပြမလို့ပါဘူးမဟုတ်ဖတ်တယ်ဖတ်ပေးလိုက်အောင်ဟုတ်ပါဘူးဖတ်ပေးလိုက်အောင်သူကြိုက်နေသူပါပဲကျင်းတဲ့သူပဲ ဟောတာဟုတ်တယ်ဟုတ်ပါတယ်လက်ခံပါတယ်ဟုတ်လက်ခံပါတယ်လူရဲ့ကြိုက်ဆိုတာဘယ်သူလေလူကိုအော်ဆိုကကြတော့ဆိုင်းလေးတူပါဗျာနော်သူကရုပ်လည်းမလျှော်ဘူးအကားလည်းမတော်ဘူးအတန်လည်းမကောင်းဘူးဗျာနော်ဆိုင်းပေါ့ရုပ်ဟုတ်ပါသူတို့ချင်းချင်းတွေကတဲ့တယ်အေးတဲ့တွေကမတဲ့နေတာအဲ့ဒါကိုပြောပြနေတာ ဆိုးနေတာမာယုတာဆိုတာကောင်းမဆိုးသူတို့ချင်းချင်းတွေကတဲ့တယ်အောင်တပုဖန်နဲ့အဆက်ရမှုဖန်တွေကမတဲ့နေတာဒီပွဲကတော့ပုံပြီးတော့ကျန်းတယ်ဗျအော်စဘူပရိသတ်နဲ့ဖိုရှစ်ပရိသတ်ပေါ့နော်ပြောတာပြောတယ်ဝဲလက်ကမပြည့်မမင်းကိုဒီကထွက်လာတယ်ဒီလိုဖြစ်ခေကဖိုရှစ်ပရိသတ်ရောက်တာရောက်ရှိဘူးအဖေကအများကြီးတာလေအဖေရဲ့ဖိုရှစ်ဆိုတဲ့ဇာတ်တဲ့ဟာကိုကြည့်လိုက်လူရှင်တော်တွေကစိတ်တက်ကဟိုအောင်ဆုံးပါလေနော်လူကြီးမတက်ဘူးဘုရားကြီးမတက်ဘူးဒီတော့နှစ်ချက်ထိုးတယ်ပေါ့တိတ်တယ်ပါဗျာဟိုကတော့သိတရားဟိုတရားပါလေတာသူရဲ့ခေါ်လိုက်တာနဲ့တိတ်90တောင်မှရှင်းထဲမှာရောက်ပြီးတော့နော်ပန်းစည်းကြီးကြီးပဲနော်အဲ့ဗီဒီယိုရှာပြီးတော့ပို့ပေးအောင်ရှင်းတာတက်တော့တစ်ဖက်ကနံပါတ်ပေါ်တစ်ဖက်ကနံပါတ်4နဲ့ပေါ့ငါတို့သူကကြောက်ကငယ်တော့ပိုလီယိုဖြစ်တာတော့တစ်ဖက်ကအသေးလေးကွာဖေဖို့စကားလူစီမမြင်ဘူးတော့ပြန်မောင်ရှင်းကြတယ်မလို့ဘာလဲနဲ့အဖေဟာပုလို့နုနေတာအများဟုတ်ကြီးဖြစ်နေတာပူတာရက်ပူတာပူရတာညာနော်ဒီချက်နဲ့ပူလို့နုတာလေပြီးတော့မှအေးလေလူတွေကတော့အော်စူနဲ့ဖိုရှစ်ဆိုညဘယ်ကျန်းနေခဲ့တာတော့ပြောအဲ့ခုနတရုတ်ကြီးဘယ်ကျန်းနေခဲ့တာဆိုညတလုံးကတရုတ်ကြီးကိုင်းတော့ဟုတ်တယ်တချိုင်းကကြောင်းဟာတာကိုင်းတာတရုတ်ကြီးကိုသားပေးလိုက်တာဟုတ်တယ်ပြီးတော့မဟုတ်ကျိုးကျိုးဇဝင်နဲ့ဆိုင်မှာကြားပြရတာမသိဘူးဟုတ်တယ်ကျွန်တော်ဘာကိုင်းသွားတာကိုရင်ဆွမ်းကကြောတာဆွမ်းချက်ကစပင်းညက်ဆိုင်မှာကြံခဲ့တယ်ဆိုတော့အဲ့ကိုရင်ကဘယ်စပင်းကိုတော့ပြီးတော့ကြိုက်တာတော့ဒီနေ့ကတော့ဆွမ်းကအောင်လည်းအဲ့ဘယ်ကျန်းနေခဲ့တာတော့စပင်းညဆိုင်ကျန်းနေခဲ့တာလားကျမဘ누구ကြောင့်ကျန်းနေခဲ့တာတော့ကိုင်းတရုတ်ကြီးဟုတ်တယ်ဟုတ်တယ်တော့တရုတ်ကြီးမကိုင်းတော့တရုတ်ကြီးကမကိုင်းမဟုတ်တယ်ဂျော်ကြီးရဲ့မင်းကလည်းအဲ့တော့ဘာမှတော့ကိုင်းတော့ဘာမှကိုင်းမှာတော့ငါပြန်ကိုင်းနေတယ်ပြပြကိုယ်ဘက်တော့ယူတော့တိလားကိုယ်ဘက်တူယူတော့ဘ누구ကဘက်တူယူသွားလားဘက်တူခေါ်ခဲ့တာကဲဒီနေ့ကတော့ကိုရင်တရုတ်ကြီးကတော့ဆွမ်းငတ်မဲ့အနေထားလေးပါဗျာနော်